အမျိုးသမီးတယောက်ကတောင်ထိပ်မှာကြော်သားတွေရဲ့ပကံပြားပြန်တစီလဲပတ်နေတာကိုရုတ်တရက်သတိပြုမိလိုက်တယ်။သူဟာအလော့တကြီးနဲ့ဗီဒီယိုကင်မရာကိုထုတ်ပြီးရိုက်ကူးခဲ့တယ်ဒါပေမဲ့တခဏအတွင်းမှာပကံပြားပြန်ဟာရုတ်တရက်ကြီးပျောက်ကွယ်သွားပါတယ်။သူသတိမမူမိခင်မှာရုတ်တရက်ကြောပြန်တစ်ခုလုံးဆင့်ခနဲ့အေးဆက်သွားသလိုခံစားလိုက်ရပါတယ်။သူလှည့်ကြည့်လိုက်တဲ့အခါကြော်သားတယောက်ကခလန်းလန်းမှာမတ်တရက်နေတာကိုမြင်လိုက်ရပါတယ်။အမျိုးသမီးဟာအရန်ကိုကြောက်လန့်သွားပြီးတက်နိုင်သမျှအမြန်ဆုံးခြေဦးတရာထွက်ပြေးခဲ့တော့တယ်။ဒီအချိန်မှာပဲပကံပြားပြန်ကရှေ့နားမှာအတင်းဆောင်ကြုံနေပြီးရုတ်တရက်အလင်းတန်းတစ်ခုဖြတ်ထွက်လာကအမျိုးသမီးဟာပကံပြားပြန်တွေကိုစုပ်ယူခြင်းခံလိုက်ရပါတယ်။သူတတိယလာတဲ့အချိန်မှာတော့သူဟာတောင်ကုန်းတစ်ခုပေါ်မှာရှိနေခဲ့ပြီးဒါဟာအိမ်မက်တစ်ခုလားဆိုတာတေချာစေဖို့သူကကင်မရာကိုအမြန်ဖွင့်ပြီးစစ်ဆေးကြည့်လိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲမယုံကြည်နိုင်တဲ့မြင်ကွင်းတစ်ခုကိုသူမှမြင်တွေ့လိုက်ရပါတယ်။ကင်မရာထဲမှာကြော်သားရဲ့ပုံစံကိုအပြည့်စုံမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။သူ့ရဲ့လက်ကောက်ဝတ်မှာထူးဆန်းတဲ့အစင်းကြောင်၃ကြောင်ဘာကြောင့်မှမသိပေါ်နေခဲ့တာပါ။သူကကုမ္ပဏီကိုအမြန်ဆုံးပြန်လာခဲ့ပါတယ်။ဒီစမ်းကြဲရဲ့အတွေ့အကြုံကိုသူ့တငယ်ချင်းကိုအတိပေးချင်တာနဲ့ဗီဒီယိုကိုချက်ချင်းဖွင့်ပြပြီးကြော်သားကိုရိုက်ကူးနိုင်ခဲ့တယ်လို့ရင်ကုန်စွာနဲ့ပြောပြခဲ့ပါတယ်။ဒါပေမဲ့သူ့တငယ်ချင်းကတော့ဗီဒီယိုကိုကြည့်ပြီးဘာမှမထူးခြားတဲ့မျက်နှာနဲ့တိတ်ပံစိတ်ကူးရင်ကားတွေအကြည့်များလို့စိုက်ကိုဝင်နေတာလို့ပဲထင်နေခဲ့ပါတယ်။အမျိုးသမီးကအတင်းရှင်းပြနေပေမဲ့တငယ်ချင်းဖြစ်သူကတော့လုံးဝမယုံကြည်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲအလုပ်ရှင်ကရုံးခန်းထဲဝင်လာပြီးသူအလုပ်ပြတ်တာ3ရက်ရှိပြီဖြစ်လို့ဒီနေ့ကစပ်ပြီးအလုပ်လာစရာမလိုတော့ဘူးလို့ပြောပါတယ်။ဒီအချိန်ကျမှပဲအမျိုးသမီးဟာအကြီးကျယ်ထိတ်လန့်သွားခဲ့ပါတယ်။ကြော်သားတွေရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကို3ရက်တိတိခံခဲ့ရမှန်တတိပြုမိသွားလို့ပါ။ကြောက်စိတ်မပြေသေးတဲ့သူမဟာခနာကိုတစ်ခုလုံးကိုစစ်ဆေးဖို့ဆေးရုံကိုချက်ချင်းသွားခဲ့ပါတယ်။ကြော်သားတွေသူ့အပေါ်ဘာတွေလုပ်ခဲ့တယ်လဲဆိုတာသိချင်လို့ပါ။ဒါပေမဲ့စစ်ဆေးချက်ရလဒ်ကတော့တာမန်ကျမ်းမာတဲ့လူထက်တောင်ပိုပြီးကျမ်းမာနေခဲ့ပါသေးတယ်။